ခန္ဓာကိုယ်မှာရိုးမကျိုးဘူးတဲ့နေရာမရှိတော့အောင်အရှင်စကားတိုင်းကိုကိုယ်တိုင်စွန့်စားရိုက်ကူးခဲ့တဲ့သူ IMDb ကထုတ်ပြန်တဲ့ World Martial Arts Star ဆင်းမှာဂျက်လီဒိုနီယန်တို့နဲ့အပြိုင်နံပါတ်1နေရာအထိရပ်တည်နိုင်ခဲ့တဲ့တရုတ်ဆောင်မွေးဖွားလာချိန်ကလေးကဆင်းရဲလွန်းတဲ့မိသားစုကြောင့်တခြားသူတန်းမွေးစားရန်ပေးဖြစ်ဖို့အထိစဉ်းစားခံခဲ့ရတဲ့ကောင်လေးတယောက်သူကတော့အရှင်ကွန်ဖူးနဲ့ဟာသပညာကိုလူချတဲ့ပုံစံနဲ့ပေါင်းစပ်ပြီးကဘာတဝင်းပိသက်တွေရဲ့နှလုံးသားကိုသိမ့်ပိုက်နိုင်ခဲ့တဲ့ဂျက်ကီချန်ပဲဖြစ်ပါတယ်ဂျက်ကီချန်ကို1954ခုနှစ်ဧပြီလ9ရက်နေ့ဟောင်ကောင်မြို့မှာဆင်းရဲတဲ့မိသားစုတစုကနေမွေးဖွားလာခဲ့ပါတယ်။မိသားစုရဲ့စောင့်ဝင်နေအလွန်ခက်ခဲတာကြောင့်သူကြီးလာရင်မကျွေးနိုင်တော့မှစိုးရိမ်ပြီးတခြားသူတွေပေးပြဖို့ဒီမိဘတွေကစဉ်းစားခဲ့ကြပါတယ်။သူ့အသက်9နှစ်အရွယ်မှာတော့စီးပွားရေးအခက်အခဲကိုဖြေရှင်းဖို့မိဘနှစ်ပါးဟာဩစတြေးလျနိုင်ငံကိုအလုပ်သွားလုပ်ခဲ့ကြပြီးဂျက်ကီချန်ကို China Drama Academy မှာ10နှစ်စာချုပ်ချုပ်ဆိုပြီးထားရည်ခဲ့ကြပါတယ်။အဲဒီကြောင့်မှပဲဂျက်ကီဟာတိုင်းပညာကာယလေ့ကျင့်ခန်းအဆိုတဲ့အကပညာတွေကိုအလွန်တင့်ကျက်တဲ့စီးကမ်းတွေအောက်မှာသင်ယူခဲ့ရပါတယ်။လေ့ကျင့်ရေးတွေဟာအလွန်ပင်ပန်းကြမ်းတမ်းပြီးအမှားသေးသေးလေးလုံးမရင်တော့ပြစ်ဒဏ်ခံရတာကနေ့စဉ်လိုဖြစ်လာခဲ့ပါတယ်။အသက်18နှစ်အရွယ်မှာကျောင်းဆင်းခဲ့ပြီးနောက်ရုပ်ရှင်လောကတွေကိုစက်တန်သမားအဖြစ်နဲ့စတင်ဝင်ရောက်လာခဲ့ပါတယ်။ကွန်ဖူးကနဝင် Bruce Lee ရဲ့ရုပ်ရှင်ဇာတ်ကားတွေမှာတော့စက်တန်သမားအဖြစ်သူပါဝင်ခဲ့ပူးပါတယ်။ Bruce Lee ကွန်လွန်သွားပြီးနောက်ဂျက်ကီချန်ဟာမိဘတွေရှိရာဩစတြေးလျကိုလိုက်သွားခဲ့ပြီးတော့ဇပွဲတို့ပကံစီစတဲ့အလုပ်တွေကိုလုပ်ကိုင်ခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့ပါရမီကိုသိရှိထားတဲ့ဟောင်ကောင်ဒါရိုက်တာလိုဝေကရုပ်ရှင်လောကတွေကိုပြန်ခေါ်ခဲ့ပြီး Bruce Lee ရဲ့ပုံစံနဲ့ရိုက်ကူးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဇာတ်ကားတွေဟာထင်သလောက်မအောင်မြင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲဂျက်ကီချန်ဟာတခြားသူကိုမတူပါပဲကိုပိုင်လမ်းကိုဖောက်မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။1988ခုနှစ်မှာကွန်ဖူးပညာနဲ့ဟာတောက်ကိုပေါင်းစပ်ပြီးကိုယ်တိုင်စတန်ပြကွက်တွေရိုက်ကူးထားတဲ့ကိုပိုင်စတန်ကိုဖိုင်နှိပ်ခဲ့ပါတယ်။အဲ့ဒီနောက် Snake in the Eagle Cherry နဲ့ Dragon Master ရုပ်ရှင်တွေဟာအာစတာတဝင်းအကြီးကျယ်အောင်မြင်ခဲ့ပြီးဂျက်ကီချန်ကိုကမ္ဘာကျော်စူပါစတာတယောက်အဖြစ်မြင့်တင်ပေးခဲ့ပါတယ်။ဂျက်ကီချန်ကိုအခြားတရုတ်ဆောင်တွေနဲ့မတူစေတဲ့အချက်ကတော့ရုပ်ရှင်ကားတွေရိုက်တိုင်းစက်တန်သမားမသုံး CGI ကိုအောင်းမကိုပဲနဲ့အသက်အန္တရာယ်ရှိတဲ့ပြကွက်တွေကိုကိုယ်တိုင်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုစဉ်းစားမှုတွေကြောင့်ခန္ဓာကိုယ်မှာအယိုးကျိုးမှုတဲ့နေရာများစွာရှိခဲ့ပြီးတော့တရားပေါင်းမရေမတွက်နိုင်အောင်ရရှိခဲ့ပါတယ်။1986ခုနှစ်အောင်မောင်း of the God ရုပ်ရှင်ရိုက်ကူးစဉ်တစ်မင်မော်ကပြုတ်ကျပြီးဥပေါင်းခုံပဲကတေဘေးကနေတည်တည်လေးလွတ်မြောက်ခဲ့ပါတယ်။1982ခုနှစ်မှာတော့ထိုင်ဝမ်မင်းသမီးဂျိုရန်လင်းနဲ့လက်ထပ်ခဲ့ပြီးတားဖြစ်သူဂျေစီချန်ကိုမွေးဖွားခဲ့ပါတယ်။1995ခုနှစ်မှာ Rumble in the Brown ရုပ်ရှင်အောင်မြင်ခဲ့ပြီးနောက် Hollywood ဈေးကွက်ထဲကိုအခိုင်အမာဝင်ရောက်နိုင်ခဲ့ပါတယ်။အဲဒီနောက် Red Hour, Shanghai Noon, The Karate Kid စတဲ့ရုပ်ရှင်တွေနဲ့ကမ္ဘာတဝန်းအောင်မြင်မှုတွေစတိုက်ရရှိခဲ့ပါတယ်။ဒီနေ့အချိန်မှာတော့ဂျက်ကီချန်ဟာ American Dollar တန်း400ကျော်ခန့်ပိုင်ဆိုင်ထားပြီးတရုတ်ဆောင် Director, Producer အဖြစ်သာမကဘဲနဲ့ရုပ်ရှင်ထုတ်လုပ်ရေး HMA ရင်းနှီးမြှုပ်နှံမှုကျင်းလုပ်ငန်း Brand Ambassador စတဲ့စီးပွားရေးလုပ်ငန်းများစွာကိုလည်းလုပ်ကိုင်နေပါတယ်။ဒီချိန်ကအကျိုးကွဲမတက်လေ့ကျင့်ခဲ့ရတဲ့ကျောင်းသားဘဝအသက်နဲ့လဲပြီးစတန့်စွန့်စားခဲ့ရတဲ့ဘဝစပွဲတို့နဲ့ပကံစီဘဝကနေဒီကနေ့ကမ္ဘာကျော်ကြားဆုံးအရှင်မင်းသားတွေကတယောက်ဖြစ်လာခဲ့တာဟာသူ့ရဲ့ဇွဲစူးစမ်းမှုနဲ့အရှုံးမပေးတဲ့စိတ်ဓာတ်တွေကြောင့်ပဲဖြစ်ပါတယ်2016ခုနှစ်မှာတော့ရုပ်ရှင်လောကအတွက်နှစ်ပေါင်း50ကျော်ပေးဆက်ခဲ့တဲ့သူ့ကိုအတိမတ်ပြုပြီးတော့ Honorary Academy Award Oscar ဆုကိုချီးမြှင့်ခဲ့ပါတယ် Breaking my bone. Thank you so much. Thank you Oscar. Thank you. ယခုချိန်မှာအသက်80ကျော်ရှိနေပြီဖြစ်ပေမဲ့ရုပ်ရှင်ကားတွေဆက်လက်ရိုက်ကူးနေစေဖြစ်တယ်လို့ UNICEF ရဲ့တန်တမန်အဖြစ်လဲကမ္ဘာတဝန်းကလိုအပ်နေသူတွေကိုကူညီလှူဒန်းရင်းဘဝကိုဖျက်ဆီးလျက်ရှိပါတယ်လူတိုင်းမှာအခက်အခဲတွေရှိကြပါတယ်ဒါပေမဲ့အခက်အခဲကိုအကြောင်းပြပြီးလက်ချုံမဲ့သူနဲ့အခက်အခဲကိုအောင်မြင်မှုအဖြစ်ပြောင်းလဲနိုင်တဲ့သူဆိုပြီးလူနှမျိုးပဲရှိပါတယ်ဂျက်ကီချန်ကတော့ဆင်းရဲမှုနာကျင်မှုကြာရှုံးမှုတွေကိုအကြောင်းမပြခဲ့ဘဲနဲ့ကိုယ့်ရဲ့ကြိုးစားမှုနဲ့ကမ္ဘာကျော်အောင်မြင်မှုကိုတည်ဆောက်ခဲ့တဲ့လူတစ်ယောက်ပါအနာဂတ်မှာအသာဆန်ရမယ်ဆိုတဲ့စကားပုံကိုဂျက်ကီချန်ကသူ့ဘဝနဲ့ယဉ်ပြီးသက်တည်ပြခဲ့တာပဲဖြစ်ပါတယ်